တော်နေုံနဲ့ခင်ဗျားနေရမရဘူးဗျကျွန်တော်ပြောတာလက်ခံလားကုမ္ပဏီဝန်ထမ်းတွေအလုပ်ခန့်တာယာရုတိုးပေးတာအဲ့ဒီအကုန်လုံးကလူတွေကပဲလုပ်တာလူတွေကလုပ်တာဆိုတော့သိတဲ့အတိုင်းပဲဗလိုက်မှုဆိုတာရှိတယ်နေရာကောင်းဆိုလို့ရှိရင်ဆွေမျိုးသားချင်းပဲပေးရင်ကြတာလေတော်တဲ့အရေးချင်းရှိတဲ့သစိမ့်တစ်ယောက်နဲ့တာမန်မကင်းရမကင်းကြောင်းလူတစ်ယောက်ရှင်လာတဲ့အခါမှာမကင်းရမကင်းကြောင်းလူကိုနေရာပေးတတ်ကြတာလူသဘောပါပဲဗျတချို့ကုမ္ပဏီတချို့အဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်ရှိတယ်သူတို့အတွင်းထဲကလူကိုသူတို့ကယာရုတိုးပေးကြတာအဲ့ဒါကိုသူတို့ကအပြင်မှာအလုပ်ခေါ်စာခေါ်လိုက်ပေါ့အကိုကတော့အလုပ်ခေါ်စာကြီးမြင်ပြီးတော့ငါရဲ့အတွေ့အကြုံနဲ့ဟလာငါရဲ့ပညာရေးချင်းနဲ့တွားရှောင်းရင်ရမှာပဲဆိုပြီးတော့ကိုကဖီးလာနေတာတကယ်တကယ်အလုပ်ရသွားတဲ့ခါကျတော့သူတို့အတွင်းထဲကလူကပဲနေရာရသွားတာငါမှအရေးချင်းရှိတာပဲငါမှဘွဲတွေရှိတာပဲဟလာငါမှ performance တွေပြနိုင်တာပဲငါဘယ်နေရာသွားအလုပ်ရမှာပဲလို့မထင်နဲ့တော်နေတက်နေအရေးချင်းရှိနေတာကောင်းပါတယ်ဒါပေမဲ့တခါလေကြောက်လို့ရှိရင်ကိုသွားလို့ချင်တဲ့ကုမ္ပဏီအဖွဲ့အစည်းရဲ့ HR ဝန်ထမ်းတွေ manager တွေနော်ကုံပြောရလို့ရှိရင်ဗျာတထေး PA တွေနဲ့ခင်ဗျားတို့အချိတ်ဆက်ရှိထားတာကပို့ပြီးတော့လက်တွေ့ကြကြအသုံးတဲ့တယ်ဗျာခင်ဗျားတို့ရောဘယ်လိုမြင်သလဲ comment လေးတွေမှတ်ပြီးတော့ဝေမျှပေးတော့ပါအောင်ဗျာ